လက်ဖက်ကိုအရမ်းမခါပဲနဲ့အရသာရှိအောင်အခုလိုမျိုးနှက်လို့ရပါတယ်လက်ဖက်ကအခါဓာတ်တွေများနေတဲ့အခါမှာလေသူ့ရဲ့လက်ဖက်ဓာတ်တွေရှိတယ်ပေါ့နော်အဲ့လက်ဖက်ဓာတ်တွေကလေးပွားစေတယ်နောက်ပြီးတော့အိတ်မပြောတာတွေဘာတွေဖြစ်တတ်တယ်ပေါ့နော်ချီလီတို့အိမ်ကတော့လေလက်ဖက်နဲ့မတည့်တဲ့လူတွေများတဲ့အတွက်ကြောင့်အခုလိုမျိုးနှက်ပြီးတော့စားရင်ပေါ့နော်လက်ဖက်ကြောင့်ဖြစ်တဲ့ပြဿနာတွေတော်တော်လေးသက်သာသွားတယ်ပေါ့နော်အဲအကြောင်းဒီလိုမျိုးနှက်လေးရှိပါတယ်အယုံဆုံးလက်ဖက်ရွက်တွေကိုရေပေါပေါနဲ့ပေါ့4-5-6ထပ်လောက်ဆေးပေးရပါတယ်ဒါကလေဈေးတွေကဝယ်တဲ့လက်ဖက်တွေဖြစ်တဲ့အတွက်ကြောင့်တန့်အောင်ရင်နောက်ပြီးတော့လေသူ့မှာစိုးစေးတွေပါတယ်ဆိုရင်လည်းတော်တော်တက်တာအောင်ပေါ့နော်ဒီလိုမျိုးဆေးပြီးဆိုတော့မှယူနေပပတ်ဆူထဲမှာ10မိနစ်လောက်ပြုတ်တယ်ပေါ့နော်ပြုတ်ပြီးဆိုရင်တော့အခုလိုမျိုးစကားနဲ့အေးဒီထီကိုစစ်ထားမယ်ပေါ့နော်အေးပြီဆိုတော့မှအခုလိုမျိုးရေကိုအောင်တေချာလေးလက်နှစ်ဖက်နဲ့တေချာညှစ်ထုတ်ပေးရပါတယ်ဒီလိုရေကိုအောင်ညှစ်ထုတ်ရင်လက်ဖက်ကမှုသိမ့်မတက်တော့ဘူးပေါ့နော်ရေကိုအောင်ညှစ်ဖို့တော့သတိထားရမယ်နော်ပြီးရင်တော့လေချီလေးကလက်ဖက်ကိုကြိတ်မယ်ပေါ့နော်အရင်ဆုံးကြက်သွန်ပြူနဲ့ငရုတ်သီးစိမ်းကိုကြိတ်ထားပါတယ်ဒါကတော့ကိုစားနိုင်တဲ့အစပ်ပမာဏထည့်လို့ရပါတယ်ကျက်သွန်ပြူနဲ့ငရုတ်သီးစိမ်းညက်ပြီဆိုရင်တော့လေလက်ဖက်ရွက်ကလေးတွေကိုထည့်ပြီးတော့စားရဲငါးသားမုံရဲထည့်ပြီးတော့ကြိတ်ပါတယ်လက်ဖက်ရွက်တွေကလေအရင်ညက်ပြီးတော့အနှစ်ဖြစ်သေးတီတော့လှုပ်เสียရမလို့ပါဘူးနည်းနည်းအနေတော့ညက်သွားပြီဆိုရင်လေသူကစီစိန်လိုက်ပြီဆိုရင်အီလေးနဲ့တော်တော်လေးစားကောင်းတယ်ပေါ့နော်ခုနေထားဆိုရပါပြီပြီးရင်တမီယိုသီးနှလုံးလောက်ကိုလှီးပြီးတော့ညှစ်ထည့်ထားပါတယ်ဒါဆိုရင်တော့လက်ဖက်ကချင်းဆက်လေးလည်းဖြစ်တာပေါ့နော်အကယ်၍လက်ဖက်ကခါနေသေးတယ်ဆိုရင်အခုလိုမျိုးတမယာသီးညှစ်လိုက်ခြင်းအပြင်လည်းအခါတက်လေးပေါ့ပြီးတော့ပိုပြီးစားကောင်းတယ်ပေါ့နော်ဒီလေးကပဇွန်ကြောက်တော့တခါတည်းထဲမနှက်ပါဘူးပြီးတော့မှလေလက်ဖက်စားတဲ့အခါကျမှပဇွန်ကြောက်အကောင်လေးတွေရယ်နှမ်းတို့မြေပဲတို့ထည့်ပြီးတော့စားပါတယ်အရသာလဲကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့လေဘူးတစ်ခုထဲမှာထည့်ပါတယ်ပြီးရင်ချီလီကလေလက်ဖက်ထဲမှာထည့်နှက်ထားတဲ့ကြက်သွန်ပြူအလုံးလေးတွေကိုစားရတာကြိုက်တဲ့ကြောင့်ကြက်သွန်ပြူပါထည့်ပြီးတော့စီမြုပ်အောင်စိမ့်ပါတယ်ခုလိုမျိုးစီမြုပ်အောင်စိမ့်ပြီးတော့ရေခဲတစ်တာအောက်ထပ်မှာသိမ့်မယ်ဆိုရင်နှစ်ပတ်ကျော်လောက်သိမ့်လို့ရပြီးတော့ခဲကန်းထဲမှာသိမ့်မယ်ဆိုရင်တော့လေမကုံမချင်းထားပြီးတော့စားလို့ရပါတယ်ကိုစားကျင်တဲ့နေ့ကျမှထုတ်လိုက်ရုံပေါ့နော်